Nostro account Vostro account အဲ့ဒါဘာကိုပြောတာလဲအားလုံးပဲမင်္ဂလာပါ Kate Treasury Hub မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မအရှိရာဗီဒီယိုလေးတွေမှာ correspondent banking နဲ့ပတ်သက်ပြီးတော့ sharing ပြုလုပ်ခဲ့ပါတယ် correspondent banking မှာ account ဖွင့်လှစ်ခြင်းဆိုတာလေးပါခဲ့ပါတယ်ရှင်ဒါဆိုရင် account ဖွင့်လှစ်ခြင်းနဲ့ဆိုင်ရင်ကျမတို့ banker အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် banking ဘက်မှာ Nostro account Vostro account ဆိုပြီးတော့အခေါ်အဝေါ်လေးနှစ်ခုရှိပါတယ်ဒါဆိုလို့ရှိရင် Nostro account ဆိုတာကဘာကိုပြောရလဲ Vostro account ဆိုတာကတော့ဘာကိုပြောတာလဲအဲ့ဒါလေးကိုကျမဒီဗီဒီယိုလေးနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်ရှင်အလွယ်ဆုံးအရိုးရှင်းဆုံးပြပြပါမယ်ကျမတို့က correspondent banking ကပြည်ပမှာလည်းရှိတယ်လို့ပြည်တွင်းမှာလည်းရှိပါတယ်ဥပမာဆိုပါစို့ကျမတို့ကပြည်တွင်းမှာရင်ဘဏ်နှစ်ခုရှိရဲဆိုပါစို့ဘဏ် A နဲ့ဘဏ် B နဲ့ဘဏ် A ဘက်မှာဘဏ် B ကအကောင့်လာဖွင့်တာရှိတယ်လို့ဘဏ် A ကလည်းဘဏ် B ကိုအကောင့်တော့ဖွင့်တာရှိပါတယ်အဲ့လိုအကောင့်တွေဖွင့်တဲ့အချိန်မှာ Nostro Vostro ဆိုတဲ့ခေါ်ဝေါ်လေးတွေပေါ်လာတာဖြစ်ပါတယ်ဒါဆိုရင်ဘဏ် A ဆိုတဲ့ဘက်ကနေကျမတို့ကြည့်ကြည့်ကြမယ်ကျမတို့ကဘဏ် A ဘက်ကဘဏ်ကဝန်ထမ်းတယောက်ကျမတို့ရဲ့အကောင့်တစ်ခုကိုဘဏ် B မှာအကောင့်သွားဖွင့်လိုက်တယ်ဆိုပါစို့မြန်မာကျပ်အကောင့်ဖြစ်ဖြစ် US ဒေါ်လာဒါမှမဟုတ် foreign currency အကောင့်တစ်ခုဖြစ်ဖြစ်အကောင့်တစ်ခုဖွင့်လိုက်တယ်ဆိုရင်ကိုကဘဏ် A ကဘဏ် B ဘက်မှာသွားဖွင့်လိုက်တဲ့အကောင့်ဖြစ်တဲ့အတွက်အဲ့ဒီကောင်ကို Nostro account လို့ခေါ်ပါတယ်သို့ပေမဲ့ဘဏ် B ကလည်းကိုယ့်ရဲ့ဘဏ်ဘက်မှာအကောင့်တစ်ခုလာပြန်ဖွင့်တတ်ပါတယ်အဲ့ဒီအကောင့်ကိုတော့ကျမတို့က Vostro account လို့ခေါ်ပါတယ်ရှင်ဒါဆိုရင်တော့ Nostro နဲ့ Vostro ဆိုတဲ့ခေါ်ဝေါ်လေးကိုသိမယ်လို့ညွှန်လင့်ပါတယ် Nostro နဲ့ Vostro အကောင့်တွေကိုသိပြီဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီအကောင့်နေရာမှာတစ်ဆင့် correspondent banking ဆိုင်ရာလုပ်ငန်းတွေပြည်တွင်းရောပြည်ပရောအကုန်လုံးကိုလှုပ်ဆောင်လို့ရပါတယ် currency အားလုံးကိုလည်းဖြတ်လို့ရပါတယ်သို့ပေမဲ့ international remittance တွေ international payment တွေမှာတော့သူတို့သက်ဆိုင်ရာ foreign bank တွေကသတ်မှတ်ထားတဲ့ချွင်းချက်လေးတွေသတ်မှတ်ထားတဲ့ fees and charges လေးတွေတော့ရှိနေမှာဖြစ်ပါတယ်ဒါကြောင့်ကိုကဘဏ်တစ်ခုကိုအလုပ်ဝင်မယ် remittance အတွက်ဝင်တာဖြစ်စေ international banking department IBD မှာပဲလုပ်တာဖြစ်စေ trade ဘက်မှာပဲလုပ်တာဖြစ်စေအရာအားလုံးမှာသူ့ရဲ့အခေါ်အဝေါ်လေးတွေဖြစ်တဲ့ Nostro and Vostro ဆိုတဲ့အကောင့်လေးကိုတော့သိဖို့လိုအပ်ပါတယ်ကျမက treasury တယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျမတို့ treasury ရဲ့အလုပ်ကတော့ Nostro and Vostro management ကိုကောင်းမွန်စွာလုပ်တတ်ဖို့လည်းအများကြီးလိုအပ်ပါတယ်နောက်ပိုင်း video တွေမှာလည်းဒါနဲ့သက်ဆိုင်ပြီးတော့ဆက်လက်ရှင်းပြပါအောင်မယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်